ချိန်တော်ကြာခဲ့ပြီတခါတလေကျွန်တော်ကိုယ်တိုင်တော့မယုံနိုင်အောင်ကြာရှုံးနေတယ်လမ်းပြောက်တယ်စိတ်တကြတယ်ဘာလို့လဲလောမှမသိဘူးတခါတလေဆိုလို့ရှိရင်ဗျာအတွေ့အကြုံလို့ဒါပေမဲ့အဲ့ရတော့ပြန်တိဆောက်ဖို့ဆိုတာအချိန်တော်တော်ပြီဒါပေမဲ့ဒီတစ်ခါအားမဲတဲ့မျောလင်းချက်နဲ့တော့မဟုတ်ဘူးကျွန်တော်တန်တရားမရှိတဲ့ဆုံးဖြတ်ချက်နဲ့ကျွန်တော်ဒီတစ်ခါတကယ်ပြန်လာပြီဘသူအတွက်မှမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်အတွက်ကျွန်တော်ပြန်လာပါကြာရှုံးခဲ့ရတဲ့အရာတိုင်းကိုသင်ခန်းစာအနေနဲ့ယူမယ်ပြန်တက်တဲ့လေကတလန်းချင်းဒီနိုင်မှာအသေးပဲရှိအောင်လုပ်မယ်ဒါပေမဲ့မနေ့ပြန်အတွက်တော့မဟုတ်ဘူးဒီနေ့အတွက်ပဲဆိုတော့ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကျွန်တော်ဘယ်တော့မှပြင်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်မနေ့ပြန်အတွက်အလုပ်လုပ်မှာမဟုတ်ဘူး